来咗啊！问你嘞，你乱问你嘞。ကိုတွေကစိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်နေမရဘူးလုံးဝအကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့စိုင်ကတော့တော်ကိုအချင်းကြီးဆိုးပြီးတော့ရှေ့ဖတ်ပြမဟုတ်လမ်းလိုက်တာအကွဲနဲ့ကိုတွေကကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါပြိုကြတရားအစ်စ်ကတော့ဘာမှမဖြစ်တော့ဘူးစိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတခြားနေရာတွေတော့ဘယ်လိုလဲမသိဘူးတရားကြီးကတော့ကျိုးသွားတယ်ဆိုင်မှာဟိုဘက်မှာလည်းဖျားတွေလည်းပြုတ်ကြညီကြီးတွေဘယ်တော့အပ်သွားလဲမေးရောညီကြီးတွေကိုကဆိုင်ခန်းထဲမှာရောက်နေတာပြေးတာကိုကံကောင်းနဲ့ပဲပြောရမယ်